မာလာရေစဉ်ကက်လူတဲ့အခါဘယ်လိုရွေးရမလဲဆိုတာလေးကိုပြပေးမှာဖြစ်ပါတယ်ဘဝဟောင်းများစွာကတော်ဆက်ခဲ့ဘူးသောဘိုးဟောင်းများနှင့်တကွဆွေတော်မျိုးတော်အပေါင်းမမြင်အပ်သောပုဂ္ဂိုလ်တို့အားကျွန်ုပ်မှာအပြစ်များရှိပါကခြေပြီးပါခြေနှက်ပြီးပါခွင့်လွတ်ပြီးပါသင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှနေ၍မြတ်စွာဘုရားရှင်အားဤမာလာရေစဉ်ဖြင့်ကလူပူဇော်ပါသည်ဘုံတော်အနန္တာကံတော်အနန္တာဉာဏ်တော်အနန္တာတကုတော်အနန္တာမေတ္တာတော်အနန္တာသစ္စာတော်အနန္တာပါရမီတော်အနန္တာတို့နှင့်ပြည့်စုံတော်မူသောတတော်ထင်ရှားအရှင်မြတ်စွာဘုရားအားဩဒိဋ္ဌရှိမသမှုအာယုံပြု၍အကျွန်ုပ်ကိုစောင့်ရှောက်တော်ကိုဆောင်နှင့်အကျွန်ုပ်ကိုစောင့်ရှောက်သောအဆောင်ရှောက်များနှင့်တကွဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်အပေါင်းမမြင်အပ်သောပုဂ္ဂိုလ်များနှင့်လိုင်းနှင့်ရှင်အလုံးတို့အားရည်စူး၍၎င်းတို့နှင့်ပေါင်းစု၍၎င်းတို့နှင့်အတူတကွဤမာလာရေစဉ်ကိုအရှင်မြတ်စွာဘုရားထံတရားကြည်ပြုစွာဖြင့်မောမြတ်သန့်စဉ်စွာကလူပူဇော်ပါ၏အလူခံတော်မူပါဖရာအလူခံတော်မူပါဖရာအလူခံတော်မူပါဖရာသုံးချိန်ရွတ်ဆိုရမှာဖြစ်ပါတယ်ရေစဉ်ကလူပြင်းတော့ဆူတောင်းရမှာဖြစ်ပါတယ်ရေစဉ်ကလူပြည်ဤနေ့ဤရမစား၍လိုင်းကြီးလေးအောင်တောင်ကြီးဘဝအောင်ကျွန်ုပ်တို့မိသားစုကံကြမ္မာပေါ်ရောက်စေသောတောင်ထိပ်ကြာပွင်အနောက်နေထွက်ကကြီးသုံးပါမရှိစေသောနေထွက်ရွှေခွက်နှွေဝင်နှွေထက်ရွှေခွက်နေဝင်ငွေထက်ပြန်စေသောမင်းကောင်စကားပြောကြားများပါရမီရှိသူရစေသောယနေ့မှစကျွန်ုပ်တို့မိသားစုသည်ဘဲချေလန်းနိုင်အောင်ညာချေလန်းနိုင်အောင်တက်တွေပြည့်စေမရှိမဝမရှိမတိမဝမရမလမငါးလုံးပဲစေတည်းအညံ့တွေကြောပါစေကဲ့ဆိုးတွေကြောပါစေဝမ်းနည်းမှုတွေကြောပါစေချက်တဲမှုတွေကြောပါစေခွဲခွာခြင်းတွေကြောပါစေငတ်မော့ဘေးမှကြောပါစေစစ်မှတ်ဘေးရန်မှလည်းကြောပါစေဩမ်တိတ်တီမဟာတိတ်တီအပေါင်းထောင်သောမကတည်စေတည်းဩမ်တိတ်တီမဟာတိတ်တီအပေါင်းထောင်သောမကတည်စေတည်းဩမ်တိတ်တီမဟာတိတ်တီအပေါင်းထောင်သောမကတည်စေတည်းခொနည်းသားသမီးအပေါင်းကျမ်းမာချမ်းသာ၍ယောဂကပ်ပြီးဒုက္ခအပေါင်းတို့မှလွတ်ကင်းအေးချမ်းကြပါစေ